မင်္ဂလာပါရှင်တောင်ကြီးတခွင်ပြဲပြဲစဉ်ရှောက်သွားခဲ့တဲ့ခီးစဉ်ထဲမှာဟိုပုံးမျိုးကိုသွားခဲ့တဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ပထမဦးဆုံးထန်ဆန်းကူကိုအရင်ဆုံးသွားခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကရောက်ခဲ့တယ်ဆိုပေမဲ့အခုမရောက်တာလဲတော်တော်ကြာပြီမို့လို့ထန်ဆန်းကူကိုသွားလှည့်ခဲ့တယ်တစောင်းတိုင်းပေးရက်ရှည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ခီးသွားလူတွေကလည်းအရန်ကိုများတယ်ဘိုက်ရန်စာနေလို့စတူတီတာကျွေးတဲ့ဘက်ကိုအရင်သွားလိုက်တယ်ခက်တာကထမင်းမကြက်သေးဘူးအဲအကြောင်းမလို့အနီးနားမှာရှိတဲ့တိုဟူးတုတ်ခောက်ဆွဲတုတ်ဆိုင်ကိုအရင်ဆုံးသွားဝယ်ခဲ့တယ်ဒီမှာကတသက်လွတ်နယ်မြေဖြစ်တဲ့ကြောင့်မို့လို့အသားတွေယူဆောင်လာတာကိုလည်းခွင့်မပြုပါဘူးဒီကဆိုင်တွေအကုန်လုံးလည်းတသက်လွတ်ပဲရောင်းချတာဖြစ်တယ်ထည့်တယ်ချင်းကဆက်လေးသူကပဲမုတ်သုံးတာထက်မြေပဲမုတ်ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စားရတဲ့ဟာလေးကလေအရန်လေးစားလို့ကောင်းတယ်တရားတာတစ်မျိုးလေးပဲထမင်းမကြက်သေးတာမို့လို့ဝယ်လာတဲ့တိုးတုတ်ခောက်ဆွဲတုတ်ကိုပဲအစာပြေအရင်ဆုံးစားခဲ့လိုက်တယ်ထမင်းရပြီဆိုတော့အမြန်ဆုံးသွားခုခတ်ပြီးတော့ကျွေးတဲ့တသက်လွန်ဟင်းနဲ့ငြုတ်တီးကြော်နဲ့စားခဲ့တယ်ပြဿနာကထမင်းကလုံးဝမနှက်ဘူးအဲ့တော့ကူးလာတဲ့ထမင်းတွေအကုန်လုံးတုံလိုက်ရတယ်အရန်နှမျောဖို့ကောင်းတယ်တသက်လွတ်ထမင်းဟင်းဆိုလို့ရှိရင်တော့ဖအန်ကကျွေးတဲ့စတူဒီတာပိုစားလို့ကောင်းတယ်ဒါပေမဲ့လည်းအတွေ့အကြုံသေးရအောင်လို့ဆိုပြီးတော့မှမဖြစ်မနေစားခဲ့တဲ့စားပြီးတဲ့ပကံလေးတွေကိုတော့ကိုပါတာကိုဆေးပြီးတော့ပကံစင်မှာပြန်ထားလို့ရတယ်ပေါ့နော်ကားရက်တဲ့နေရာကလည်းကျယ်တယ်မုတ်ဆိုင်နေရာလည်းအများကြီးရှိတယ်ဆိုတော့အေးစစ်စစ်အချိန်ပေးပြီးလဲပတ်လို့ရပါတယ်ဧည့်သည်တွေများတာမို့လို့တိုးတိုးကြိတ်ကြိတ်နဲ့ပဲထန်ဆန်းကူတဲကိုဝင်ရောက်လေးလာဖူးမြော်ကြမယ်နော်ဂူပေါက်ကမဆုံးပေမဲ့လမ်းပိတ်ထားတာမို့လို့ပြန်ပြီးတော့ထွက်လာခဲ့ကြတယ်အများသောအင်တာရှိတဲ့နေရာလေးက view လေးကအရန်လှနေတယ်ဒါပေမဲ့လည်းသုံးဖို့ရေအဆင်မပြေတာကြောင့်မို့လို့တော့တပုတ်မဲ့လှရိုက်ပြီးတော့ပြန်ထွက်လာခဲ့ကြတယ်
ပြန်ထွက်တဲ့ညာဘက်ချမ်းမှာရွှေတကုံစီတီတော်ပုံတူပေါ့နော်အဲ့ဒီဟာလေးရှိတယ်ပြီးတဲ့ခါကျတော့မဲတော်ကျောင်းလည်းရှိတဲ့အတွက်ကြောင့်မို့လို့မဲတော်ကျောင်းကိုအရင်သွားခဲ့တယ်မိုးတွေအရန်ရွာတဲ့အတွက်ကြောင့်မလို့ကားထဲမှာတော်နေပြီးတော့မှပဲမဲတော်ကျောင်းထဲကိုဝင်ရောက်ခဲ့တယ်ဧပြီလတုန်းကရောက်တုန်းကဒီကျောင်းဆောင်ကိုအဝေးကကြည့်တာဖြူဖွေးပြီးတော့မှအရန်လာတယ်မသိရင်ထိုင်းနိုင်ငံကိုရောက်သွားသလိုပဲmaintenance ကြောက်ပဲလားမိုးတွင်းမို့လို့ပဲလားတော့မသိဘူးမြေနီလေးတွေနဲ့ဒီအဖြူရောင်ကျောင်းဆောင်ကနည်းနည်းလေးမဲညစ်ညစ်လေးဖြစ်နေတယ်ဒီဘက်အတွင်းထဲမှာတော့မဲတော်ရဲ့ပုံတူကိုပေါ့နော်ဆီလီကွန်နဲ့ထုတ်ထားပြီးတော့လုံးဝအသက်ဝင်နေတယ်ဒါပေမဲ့အဲ့ဒီမှာဗီဒီယိုဓာတ်ပုံရိုက်ကူးခွင့်မပေးတဲ့အတွက်ကြောင့်မို့လို့ဒီတိုင်းပဲမျက်လုံးနဲ့လှည့်ပတ်ကြည့်ရှုခဲ့တယ်ဒီဘက်ရှမ်းပြည်ကကျောင်းဆောင်တွေကလေအရန်သဘောကျဖို့ကောင်းတယ်သူတို့ကတစ်သားလုံးတွေပေါ့ကျွန်းနေဖြစ်မယ်အဲ့အရာတွေနဲ့တိုင်တရာကျောင်းလိုမျိုးပေါ့နော်ကျောင်းဆောင်ကြီးတွေကြီးပဲထဲဟီးနေအောင်မှာတည်ထားတာပေါ့နော်စောက်ထားအရန်သဘောကျဖို့ကောင်းတယ်ဒီကိုရင်လေးကပေါ့နော်သူ့ရဲ့လက်တန်းကိုထည့်ပြီးတော့ထာပနာတဲ့အတွက်ကြောင့်မို့လို့ပေါ့သူကဘယ်တော့မှယဟန်ခံမဖြစ်ဘူးပေါ့နော်အဲ့တော့ကိုတော်လေးဘွားနဲ့ပဲကိုရင်လေးဘွားနဲ့ပဲသူကတောက်လျှောက်သာသနာပြုခဲ့တယ်ပေါ့အဲ့လိုမျိုးသိရတယ်အဆောင်လက်ပတ်တွေကိုလည်းဒီမှာယူလို့ရပါတယ်ပြီးတော့ဒီကျောင်းဆောင်ကနေမှရှင်နွေးချမ်းနဲ့လက်ဖက်တို့ကိုဒီလာတဲ့ဧည့်သည်တိုင်းကိုပေါ့တက်ခင်ကျွေးမွေးရတဲ့ကြောင့်မလို့အေးစစ်စစ်ထိုင်ပြီးတော့မှလက်ဖက်တုပ်လေးနဲ့ယူနီချမ်းလေးကိုတောက်ခဲ့တယ်လက်ဖက်တုပ်လေးကလေးစေတနာပါလို့လားမသိအရန်စားလို့ကောင်းတယ်လုံးဝတော့ရက်လို့မရဘူးကုန်တဲ့ထီကိုထိုင်နဲ့စပစ်လိုက်ကြတယ်ပြီးတဲ့ခါကျတော့ဒီထဲထဲမှာပဲဓပုံအလှတွေရိုက်တယ်လက်ပတ်ကြည့်ရှုပြီးတော့မှပြန်ထွက်လာခဲ့ကြပါတယ်ကားရနာတဲ့နေရာကလည်းအရန်ကျယ်ပြီးတော့မှနောက်ထပ်တစ်ဖက်မှာလည်းရွှေတကုံစေတီတော်ပေါ့နော်ပုံတူလည်းရှိခဲ့တယ်အဲဒီတော့ရန်ကုန်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်းရွှေတကုံစေတီတော်မှာတွေ့ပြီးတော့ဒီပုံတူကိုတော့တွားပြီးတော့မဖူးမြော်ခဲ့ဘူးပေါ့နော်အဲဒီကနေမှတောင်ကြီးတစောင်းတိုင်းဘက်ကိုတက်သွားခဲ့တယ်ပြဿနာကတောင်ကြီးမှာကမိုးရေရွာပြီးတော့တစောင်းတိုင်းမီးပုံးမြန်းကိုကြီးချူခွင့်မရခဲ့ပါဘူးအဲ့လိုနဲ့ပဲပြန်လာခဲ့ကြရပါတယ်ရှင်